offense ထွက်တယ်ဆိုတာမျိုးလား အေးဟုတ်အဲ့ဒါတွေထွက်တော့စိတ်ခံစားမှုကောင်းလာတာပေါ့နောက်ပြီးစိတ်ဖြစ်စီမှုလျှော့ချဖို့တရားထိုင်တာတို့ကိုဝါဒနာပါတာလေးလောက်တာလို့ကလည်းအထောက်အကူပြုတယ်လို့ဆိုထားတယ်မို့လား ဟုတ်ကဲ့မဆုထဲမှာအဲ့ဒါတွေလည်းပါတယ်စိတ်ဖြစ်စီမှုကိုကောင်းကောင်းစီမံနိုင်ဖို့ကစိတ်ရောကိုယ်ပါကျန်းမာရေးကအရေးပါလေဆိုပြီးလို့လေ မှန်တယ်တောက်ပေါ့ပေါ့လေးတပေါမထားတယ်မှုပေါ့နော် နောက်ထပ်ရှုထောင့်တစ်ခုကကြတော့ကြိုတင်ကားကွယ်တာနဲ့စိတ်ပိုင်းဆိုင်ရာအလေးကျင့်တယ်ဥပမာကျန်းမာရေးစစ်ဆေးမှုပုံမှန်လောက်ခိုင်းကမျိုးလေပြီးတော့တစ်ခုတည်းတန်ရှင်းရေးဂရုစိုက်ဖို့ပေါ့ဒါတွေအပြင်စိတ်ပိုင်းဆိုင်ရာအတွက်ကအကောင်းမြင်စိတ်ထားဖို့ရဲ့အမြဲတမ်းအတိအစမ်းတွေလေးလာနေဖို့ရဲ့ကိုလည်းထည့်ပြောထားတယ် အဲ့ဒါတွေအကုန်လုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာပဲ ဟုတ်တယ်ကျွန်တော်တတိထားမိတာတစ်ခုကလေအကောင်းမြင်စိတ်ကကိုယ်ခံအားစနစ်နဲ့တုံ့ပြန်မှုအပေါ်မှာတော့တယောက်မှုရှိတယ်ဆိုတဲ့အချက်ပဲ အဲ့ဒါအရင်အရေးကြီးတဲ့ချိတ်ဆက်မှုပဲဘာလို့လဲဆိုတော့အကောင်းမြင်စိတ်ကစိတ်ဖြစ်စီမှုဟော်မုန်းတွေကိုလျော့ကျစေနိုင်တယ်လေစိတ်ဖြစ်စီမှုနဲ့ရင်ကိုယ်ခံအားစနစ်ကပိုကောင်းကောင်းအလုပ်လုပ်နိုင်တာပေါ့ ဟုတ်ပါတယ်အသစ်ဆန်းတွေလေ့လာတာကြတော့ဦးနောက်အတွက်လေးချိန်ခန့်လို့ဖြစ်ပြီးမညံတော့ပါတော့ကောင်းစေတယ်ဆိုတဲ့သဘောလား အဲ့လိုပြောနိုင်တယ်ဦးနောက်ကိုတက်ကြနေစေတာပေါ့အတက်ကြီးလာလေလေဦးနောက်ကိုအလုပ်ပေးနေဟိုပို့အရေးကြီးလေပဲဆိုတော့ဒီအချက်ဒီအလောကတိချစီမဟုတ်ပေးနေတခုရဲ့ကောင်းကျိုးကနောက်တစ်ခုကိုအထောက်ကူပြန်ပေးနေတဲ့ဆက်ဝိုင်းလည်းပဲမူကြည့်လို့ပဲနော် ဒါဆိုရင်ဒီမတ်ဆူတဲ့တွေကအဓိကထုတ်ယူရမယ့်အချက်ကဘာဖြစ်မလဲ အဓိကတော့နေ့စဉ်ဘဝမှာပေါ့နော်ဒီအလေးအကျင့်ကောင်းလေးတွေကိုတေးတယ်လို့မထင်မဲနဲ့မှန်မှန်လေးလုပ်သွားဖို့ပဲတစိမ့်မှတ်လွတ်ဆောင်သွားခြင်းရဲ့အရေးပါမှုပေါ့ တခုချင်းစီရဲ့အကျိုးသက်ရောက်မှုလေးတွေစုပြီးတော့နောက်ဆုံးမှာကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်လာနိုင်တယ်ဆိုတဲ့သဘော ပဲပြီးတော့မတ်ဆူတွေအစုံမှာအကြံပြုထားတာလေးတခုတတိထားမိလားဦးနှုတ်ကိုတက်ကြွနေအောင်အသက်အဆန်းတွေလေးလာတင်ယူဖို့ဆိုတာလေ ဟုတ်တတိထားမိတယ် အဲ့ဒါနဲ့ပတ်သက်ပြီးစဉ်းစားစရာလေးတခုထားခဲ့ခြင်းပဲအဲ့ဒါဘာလဲဆိုလေကိုယ့်ရဲ့စိတ်ရောကိုယ်ပါကျမ်းမာရေးကိုဒီနေ့ကစပြီးမြင့်တင်ပေးနိုင်မယ်လေးလာလို့ရမယ်တေးသေးလေးအသက်အဆန်းတကူကပေါ်ရှိနိုင်မလဲပေါ့ ကောင်းတဲ့မေးခွန်းပဲကိုရန်ရှာဖွေကြည့်ဖို့စဉ်းစားစရာလေးပေါ့နော် ဟုတ်ပါတယ်အဲ့လားလေးစဉ်းစားကြည့်ဖို့ပါပဲ